အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့နမ်ဖို့ဝါပဲဖြစ်ပါတယ်ခုကျွန်တော်တို့ကတော့ဒီ wall ထဲမှာရွာစောက်မှာပဲဖြစ်ပါတယ်ရွာပဲဖြစ်မြို့ပဲဖြစ်ပေါ့ဗျာကိုရိုင်းစောက်ထားတဲ့အိမ်လေးနဲ့ပြည့်နေနေတဲ့ wall လေးတစ်ခုဖြစ်အောင်ကျွန်တော်ဖန်တီးမှဖြစ်ပါတယ်ကျွန်တော် wall ရဲ့ဝင်ချင်းမှာပဲကျွန်တော်တစ်တိခုတ်တယ်တစ်တိခုတ်ပြီးတော့ကြတော့ကျွန်တော်တို့ဒီမှာ wall တွေးလို့ wall ကိုတတ်လိုက်ပါတယ် okay ဆိုတော့ကျွန်တော် wall တတ်ပါတယ်ကျွန်တော်တို့ဒီ wall မှာဆိုလို့ရှိရင်တော့ကျွန်တော်ဒီခုလောဆယ်ဘယ်သွားမှမသိရဒီစမ်းချောင်းလေးအတိုင်းပဲလိုက်သွားလိုက်မယ်လို့ကျွန်တော်စဉ်းစားထားရပေါ့ဗျာ okay ဆိုတော့ကျွန်တော်တို့စမ်းချောင်းလေးအတိုင်းကိုလိုက်ပြီးသွားလိုက်ကြရအောင် let's go ကျွန်တော်တို့ဟိုရှေ့မှာပေါ့တော့ရေအောက်ကူလေးရှိအဲ့ထဲဝင်ကြည့်မလားလို့ဗျာဝင်ကြည့်မလားလို့ဆိုတော့ကျွန်တော်ဝင်သွားလိုက်ပါတယ်ဒါပေမဲ့ကျွန်တော်တွေးနေအဲ့လိုမျိုးတချို့နေရာတွေကနက်တယ်ဗျာနက်တော့ရတော့တချို့မိုင်းခွက်တွေပိုင်းမှာဆိုရင်တော့ဟိုပါပေါ့ငမန်းနေပါရှိတော့ကျွန်တော်ကြောက်တယ်ဗျာဆိုတော့ကျွန်တော်တို့ကခုမှစပြီးတော့ဘာလန်းနဲ့မှလည်းမရှိတော့ဆိုတော့ကျွန်တော်တို့ကနည်းနည်းပြင်မှာဘာညာပေါ့ဆိုတော့ကျွန်တော်ဒီနားလေးမှာပဲနေလိုက်တော့မယ်ဗျာဒီလိုမိုးဝါပင်လေးလည်းလွယ်တယ်ရေလည်းရှိရဲ့ပြီးတော့ဟိုဘက်မှာလည်းတောင်လေးရှိရောကြတော့လေအဆင်ပြေရဗျာမိုင်းတူးမှလားခိုးတူးမှလားကြိုက်တာတူးလို့ရအဆင်ပြေတယ်โอเคဆိုတော့ကျွန်တော်ဒီနားမှာနေပါမယ်ရှေ့ကတိုးလေးတွေကိုတတ်လိုက်ပါမယ်တက်ပြီးတော့ကျွန်တော်တခါလေးအိပ်ရခရက်ပါမယ်ခေဆိုကျွန်တော်တို့အိပ်ရခရက်ပြီးတော့ chest တွေပါခရက်တယ်ပြီးတော့ကျွန်တော်တို့တစ်သွားခုံမယ်ဗျာတစ်တွေပါတော့ခုံမှာဖြစ်ပါတယ်ခေဆိုကျွန်တော်တို့လိုအပ်တာလေးယူပြီးတော့သွားကြရအောင် let's goကျွန်တော်တစ်ပနတ်တုံးခုတ်ခဲ့မလဲဆိုတော့ကြီးပြီးတာပေါ့ဗျာကျွန်တော်အများကြီးတော့မခုတ်သေးဘူးဗျာဘယ်လိုခုမှစဆော့ရဖြစ်လို့တက်ကြမလို့လိုအပ်တဲ့လောက်ပဲအရင်ခုတ်မယ်ဗျာโอเคဆိုကျွန်တော်8တုံးခုတ်တယ်ခုတ်ပြီးတော့ကျွန်တော်တို့မိုင်းတူးပါမယ်ကျွန်တော်မိုင်းနဲ့နည်းနည်းလေးပဲအရင်ဆုံးတူးထားမယ်ဗျာโอเคဆိုတော့ကျွန်တော်မိုင်းဆိုစတုံးတွေပြပါဗျာစတုံးတွေတူးစတုံးတွေတူးပြီးကျွန်တော်မီးဖို့လို့ပါလို့လောက်ရမယ်လေဗျာဟုတ်တယ်မလားကျွန်တော်လာချင်းမှာပဲဟိုမယ်ခိုးတွေတွေ့ပါတယ်ဒါပေမဲ့ကျွန်တော်အဲ့ခိုးတွေကိုမခုတ်သေးပါဘူးအရင်ဆုံးဒါတွေပဲနည်းနည်းပါစတုံးတွေပဲခုတ်မယ်ဗျာခိုးတွေကိုနောက်မှတော့ခုတ်ပါမယ်ပြီးတော့ကျွန်တော်ဒီနည်းနည်းလေးပဲခုတ်ပြီးကျွန်တော်အိမ်ကိုပြန်လာပါတယ်14တုံးတော့မိုင်းခဲ့ဗျာ14တုံးမိုင်းပြီးတော့အိမ်ပြန်ပါတယ်ကျွန်တော်အိမ်ရပြောက်လို့လိုက်ရှာလိုက်ရသည်โอเคဆိုကျွန်တော်တို့မီးဖို့တွေပါခရက်မယ်ဗျာအဲကျွန်တော်တို့ဒုတ်လုပ်တယ်ပြီးရင်ကျွန်တော်ပစ်ကတ်တွေပါအရင်ဆုံးလုပ်လိုက်တယ်ဗျာအဲရေးကြီးဟာအရင်လုပ်တယ်ဗျာအဲဆိုကျွန်တော်8တုံးပုံနေဆိုတော့တစ်ခါမီးဖို့ပဲခရက်လိုက်တော့မဟုတ်တယ်မလားပြီးရင်โอเคbecause တွေပါယူတယ်ဟာနွေရာသီဆိုတော့အရင်ပူတယ်ဗျာโอเคဆိုတော့ရှားပါတယ်ကျွန်တော်တက်တီထပ်ပြီးတော့ခုံးပါရပါဆိုအိမ်ဆောက်ဖို့အတွက်ဗျာပြီးတော့ကျွန်တော်ဝတ်သားတွေပါကျိုးပြီးတော့တစ်ခါသွားကြမယ်ဗျာ let's go တက်တီပါခုံးမယ်တစ်ခုံးမယ်ကျွန်တော်တက်တီဒီခေါက်တော့နည်းနည်းများလေးခုံးမယ်ဗျာ20ကျော်လောက်ကျွန်တော်ပြီးရင်မိုင်းနည်းနည်းတူတော့ပါဘူးဆိုတော့အဲဆိုကျွန်တော်တို့ပြီးတော့အိမ်ဝတ်သားစားအစားစားပြီးတော့ကျွန်တော်အိမ်ဆောက်ဖို့အတွက်နေရာရှာပါတော့မယ်အိမ်ဆောက်ဖို့တော့ကျွန်တော်ဒီအောက်လေးမှာစောင့်ကောင်းမှစဉ်းစားထားရပဲဒါပေမဲ့အဲအောက်လေးဆိုရင်ကြာကျွန်တော်လဲကွင်းဆောင်ရင်ပို့ပြီးအဆင်ပြေပြဟုတ်တယ်မလားလဲကွင်းဆောင်လှလဲလှရဗျာခေဆိုကျွန်တော်ဒီအပေါ်မှာရှိရပေါ့ဗျာဒီပေါ်လေးမှာပဲဆောက်လိုက်ပါတော့မယ်ကျွန်တော်အိမ်ကိုပဲဆိုတော့ဒီပေါ်မှာရှိရမြက်တွေတစ်ခါရှင်းလိုက်ပါမယ်တဲဘလော့တွေပေါ့နော်မြေကြီးပေါ့
Okay so ကျွန်တော်မြေကြီးOkay ကောလုပ်ပြီးတော့ကျွန်တော်တို့မြေကြီးအကုန်လုံးတူးလိုက်ပါတယ်Okay ဗျာဒါဆိုတော့ကျွန်တော်အိမ်လေးကတော့ဆောက်လို့ပြီးသွားပြီဗျာဒီဘက်ကကျတော့ဒါတော့မိုင်းတွဲမှာကျွန်တော်ကဒီဘက်မှာကကျတော့ကျွန်တော်တို့ဒီအမိုးကိုကျွန်တော်အမြင့်ထီဆောက်လို့ဒါပေမဲ့အမြင့်ထီကိုဆောက်ပြင်းလို့ဆိုပြီးတော့ဂျန်လေးပြပြကြီးဆောက်လိုက်တယ်ဗျာကျွန်တော်အရေးပါမလို့ဗျာအရင်ပါလုံးနေလို့ပြောလဲမတတ်နိုင်ဘူးဗျာဒါတော့ပြင်းလို့ဆိုပြီးရှောက်လုပ်ထားဟာလေးပါအစဒီဖန်နေနေရမှာဗျာကျွန်တော်ကတစ်သားတွေဗျာအခန်းကြီးက4000ရင်ဖြစ်နေတာပြီးတော့မှကျွန်တော်ပြင်းလို့ဆိုပြီးတော့အဲ့ဖန်တစ်သားတွေကိုပြန်ဖြုတ်ပြီးတော့ဖန်နေထည့်ပြီးတော့ဒီဘက်မှာတစ်သားတုံးလေးနဲ့ကာလိုက်ပါတယ်โอเคဆိုတော့ကျွန်တော်တို့အခုတရိတ်ဆန်အိမ်ဆောက်မလားလို့ကျွန်တော်စဉ်းစားနေရဗျာโอเคတရိတ်ဆန်လေးအတွက်အိမ်လေးတွေဆောက်လိုက်ကြရအောင်ကျွန်တော်လိုအပ်တာလေးယူမယ်ဗျာရာသီဥတုကအရန်ပူတော့ဗျာကျွန်တော်အတန်သေးတာလုံးဝအဆင်ပြေဘူးဖြစ်နေဗျာဒီကြားထဲမီးကပြက်လိုက်လာလိုက်ဆိုတော့ကျွန်တော်အတစ်လောက်ရတယ်လေတိတ်ပြီးအဆင်မပြေဘူးဗျာ
Okay ကျွန်တော်တို့အိမ်တရိတ်ဆိုင်အိမ်လေးတော့စောက်လို့တော့ပြီးသွားပြီဗျာတော်တော်တော့မောခဲ့ရပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပဲပြန်ဆောင်ကြမယ်ဗျာဒါကတော့ပတ်ဝန်းပဲဖြစ်ပါတယ်နောက်ထပ်ပတ်2လေးကိုစောင့်မျှော်ကြည့်ရှုပေးပါအောင်ဗျာအားလုံးပဲကျွန်တော်အားလုံးဘိုင်လို့ပြောချင်ပါတယ်ကျွန်တော်အနေနဲ့ဗျာဒီမို Minecraft ဗီဒီယိုလေးတွေကိုအများနဲ့တင်ပေးတော့မှဖြစ်တဲ့ကြောင့်ကျွန်တော်တို့ channel လေးကိုတော့နမ်ဖောပါဆိုတဲ့ channel လေးကို subscribe လုပ်ပေးခဲ့ဖို့ပြောချင်ပါတယ်အားလုံးပဲဘိုင်ကျွန်တော်နေပါနဲ့လမ်းမှာပါဗျာโอเคကျွန်တော်တို့နောက်ဗီဒီယိုမှာဒီဟာလေးကိုနည်းနည်းပတ်ပြန်ပြင်မယ်ပါလို့ကျွန်တော်ဆုံးဖြတ်ထားရဗျာโอเคဆိုတော့အားလုံးပဲကျွန်တော်ဒီဗီဒီယိုလေးကိုဒီမှာပဲရက်လိုက်ပါတော့မယ်ဗျာဟိုးကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်အားလုံးပဲဘိုင်ပါကျွန်တော်နောက်ကြမှာပဲမဆုံးကြပဲဗျာအဲ့တော့ဆိုကျွန်တော်တို့အားလုံးပဲဘိုင်ပါနောက်ဗီဒီယိုပတ်2လေးကိုကြည့်ချင်တယ်ဆိုတော့ကျွန်တော်တို့ရဲ့ channel နမ်ဖောပါဆိုတဲ့ channel လေးကို subscribe လုပ်ခဲ့ပါအောင်ဗျာအားလုံးပဲဘိုင်ပါ